ဒီနေ့ကတော့ငါးငပိချက်လေးနဲ့တွဲဖက်ပြီးပေါ့ပပအတီးရွက်ကြော်လေးတစ်ခွက်နဲ့ချက်ဥကြော်လေးကိုတွဲဖက်ပြီးချက်စားဖြစ်ပါတယ်။အနည်းညနေကချက်ထားတဲ့ပူနေတဲ့ငါးဟင်းလေးတွေကိုရေခဲတက်တာတဲ့တင်ထားဖြစ်တာနဲ့ဒီမနက်ပိုင်းတော့ငါးလေးတွေကိုပြန်မှားပြီးငါးငပိချက်လေးချက်စားဖြစ်ပါတယ်။ချက်သွန်ဖြူနေခဲညင်လေးနဲ့စီတက်ပြီးအရသာအတွက်အယောင်တဲမော့ငပိလေးနည်းနည်းနဲ့ငါးငပြားလေးထည့်လိုက်ပါတယ်။ရင်တော့ရင်းနှီးလေးနည်းနည်းထည့်ပြီးတည်ထားလိုက်ပါတယ်။မကျဲအနေထားလေးရပြီဆိုရင်တော့ရပါပြီ။ချက်ဥခောက်ကြော်လေးတွေကိုအနံလေးပုံမွေးသွားအောင်မြို့သီးလေး2000-3000ထည့်ပြီးကြော်လိုက်ပါတယ်။ပြီးရင်တော့အသေးရွက်ကြော်လေးအတွက်ချက်သွန်ကြီးစီတက်ပြီးချက်သားလေးကိုအရင်ထည့်ကြော်လိုက်ပါတယ်။ချက်သားလုံးလေးတွေလူလောက်ပြီဆိုရင်အသေးရွက်လေးကိုထည့်လိုက်ပါတယ်။အရသာအတွက်ကိုတော့ခရုစီလေးနဲ့ချက်သားမုံလေးအနေငယ်ထည့်ပေးလိုက်ပါတယ်။ကြော်ချက်ပုံစံမျိုးလေးချက်မှမလို့ရင်နွေးလေးအနေငယ်လေးထည့်ပေးထားလိုက်ပါတယ်။ဒါဆိုရင်တော့ထမင်းနဲ့စားလို့မြိန်တဲ့ဟင်းပွဲလေးတွေရပြီပေါ့။ Thanks for watching.